ကြီးစာအုပ်ကတကယ်ကိုဖတ်လို့ကောင်းပါမလား Hello ဒီနေ့တော့ဒီကဖတ်ခဲ့တဲ့စာအုပ်လေးထဲကတစ်ခုဖြစ်တဲ့စာအုပ်လေးတစ်အုပ်ကိုဖတ်ပြီးသွားတဲ့အခါမှာဘယ်လိုလေးခံစားရလဲဆိုတဲ့ဟာလေးကို sharing လေးလုပ်ပေးချင်ပါတယ်။အဲဒီစာအုပ်လေးကတော့ဆယ်မပုံညာဖြစ်တဲ့လက်ကျန်လာရဆိုတဲ့စာအုပ်လေးပဲဖြစ်တယ်ပေါ့နော်။မမကကြောက်လားမမကဘာလို့ကြောက်ဖြစ်ရမှာတော့စူပုံရဲ့စူပုံရောကဒီတိုင်းဆိုစားမကောင်းလေကြောက်နေရောကြောစားမှစားလို့ကောင်းတာကျွန်တော်လည်းမမနဲ့တူတူနေရလို့ဒါကောင်းကောင်းနေရတာဒီစာအုပ်ကဆိုလို့ရှိရင်လေဒီဖတ်ပြီးတဲ့အချိန်မှာဘယ်လိုခံစားရလဲဆိုတော့သူကလေတုတရောရတာရောပေါအောင်ရေးနိုင်တဲ့စာအုပ်တအုပ်ပေါ့နော်တအုပ်လေးခံစားရတယ်ဘာလို့ဆိုတော့အဲဒီစာအုပ်လေးထဲမှာဆိုလို့ရှိရင်မင်းနဲ့သူပကံမှာရှိရပေါ့နော်မင်းနဲ့သူရွာလေးရဲ့ရင်ကျေးမှုရိုးရာဒလေးကိုကွယ်မှုတွေပြီးတော့ရှင်ပကံရဲ့ဖျားပွဲတော်အကြောင်းတွေပကံသမိုင်းအချို့ပေါ့နော်ပကံသမိုင်းအချို့အကြောင်းနေပြီးတော့အမှတခုတည်လိုက်ရတာကပကံဖျားစင်းမိတော်တွေရဲ့ပုံစံကိုကြည့်ပြီးတော့ဘယ်ရာစုမှာဘယ်လိုတည်ထောင်ခဲ့လဲဆိုတဲ့ဟာလေးကိုပြောပြသွားတာလေးကိုအရန်သဘောကျတယ်ပေါ့နော်အဲ့အကြောင်းလေးဆိုရင်အမှန်တမ်းပြောရရင်ဒီတက်ရွယ်ဒီအဲ့ဟာတွေမသိခဲ့ဘူးပေါ့ဒါပေမဲ့ဒီစာအုပ်လေးကိုဖတ်လိုက်ရတဲ့အချိန်မှာအဲ့ဘယ်ဖျားကဘယ်ရာစုကဆိုရဲဘယ်လိုပုံစံကိုကြည့်ပြီးခွဲခြားလဲဆိုတဲ့ဟာလေးကိုရွန်းလုပ်တဲ့ပုံပေါ့နော်ရွန်းလုပ်ပုံလုံးနဲ့အစင်းစင်းအစကနေစပြီးတော့ရွန်းတဲ့တစ်ခုဖြစ်သွားတဲ့ဟာတွေအစင်းစင်းကိုလည်းသိရတဲ့အတွက်ကြောင့်မို့ကိုတွဲတာလေးရဘဟုတုတပိုင်းပေါ့နော်ဘဟုတုတပိုင်းမှာဆိုလို့ရှိရင်ဒါလေးရလိုက်တယ်ရတပိုင်းဆိုလို့ရှိရင်လည်းစူးဖို့ဆိုတဲ့ကောင်းငင်လေးကသူ့ရဲ့ပေါ့နော်ချစ်စပွဲညကြီးရုံပေါ်မှာတွေ့တာတက်တဲ့စိတ်ကလေးတွေပြီးသွားရင်ငလင်ဖြစ်တယ်လေငလင်ဖြစ်တဲ့အချိန်မှာပကံဖျားရဲ့ပြက်စီသွားတဲ့အချိန်မှာကိုဒီလဲမြာကြီးရုံတကယ်သူပေါ့နော်ဖြစ်ပြီးတော့ကိုကိုတိုင်းမြေဝါထင်ထင်မြင်တွေ့လိုက်ရမြာကြီးရုံလိုပဲမြေဝါထင်ထင်မြင်တွေ့လိုက်ရပြီးတော့ဖြစ်သွားတယ်လို့မျိုးရှင်ထဲမှာခံစားလိုက်ရတယ်ပြီးတော့ပကံမှာရှိရဲ့ဖရဲကျွန်းကြီးအနူတွေအကြောင်းပေါ့နော်ဘလို့ဒီလိုမျိုးပေါ်ပေါက်လာလဲဆိုတဲ့ဟာလေးဒီနောက်တစ်ခုကဒီလိုကပုံမှန်အဖြစ်ဆိုလို့ရှိရင်ခါတော့အာနန္နာတို့ရွှေစည်းကုံတို့အဲ့လိုမျိုးပေါ့နော်ဖရဲတွေကြော်ကြားရဲ့ဖရဲတွေအကြောင်းဆိုလို့ရှိရင်တော့တိကြရင်လေဖရဲသမိုင်းအကြောင်းထဲထဲဝင်မဟုတ်တော့မှနည်းနည်းပါးတိကျတာမျိုးတွေလည်းရှိကြရဲပေါ့နော်ထဲထဲဝင်တိလာလည်းရှိရဲအဲ့ဒါအပြင်မှာတချို့တော့မကြော်ကြားပေမဲ့ရှိတဲ့အဲ့ပကံမှာရှိရဖျားပေါ့နော်တချို့အကြောင်းလေးတွေကိုလည်းပို့ပြီးတော့တင်လိုက်ရတယ်နောက်တစ်ခုကကြတော့နောက်ဆုံးပေါ့နော်ရတာပိုင်းမှာဆိုလို့ရှိရင်ဒီမေတ္တာနေလာတဲ့မေတ္တာအရင်ခံတဲ့ချစ်ချင်းတရားတွေကပို့ပြီးတော့ခိုင်မာတယ်ဆိုတဲ့ရတာလေးကိုလည်းခံစားရတယ်ပေါ့နော်အားကြောင့်မို့လို့ဒီစာအုပ်လေးရဆိုလို့ရှိရင်ဒီအနေနဲ့ဆိုရင်တော့ rating ပေးမယ်ဆိုရင်10 out of 10ပေးပါတယ် 100% recommend ပေးပါတယ်ဒီစာအုပ်ကိုလည်းတော်များကတော့ဖတ်ဖူးကြမယ်လို့ထင်ပါတယ်ဖတ်ဖူးရဆိုလို့ရှိရင်လည်းဘယ်လိုလေးခံစားရလဲဒီလိုပဲခံစားရလားနောက်မဟုတ်လို့ရှိရင်မဖတ်ဖူးသေးတဲ့သူတွေအတွက်လည်းဖတ်ကြည့်ဖို့အတွက် 100% recommend ပေးပါတယ်ရှင်ဒါဆိုလို့ရှိရင်နောက်စာအုပ်လေးမှာဘယ်လိုမျိုးဝင်ရောက်သွားမလဲဆိုတာလေးစောင့်ကြည့်ကြပါဦးနော်နောက်စာအုပ်လေးမှာတွေ့ပါမယ်တတား